အားလုံးပဲမင်္ဂလာပါဆိုးမမေရီဘလော့မှာကြိုဆိုပါရရှင်ဒီနေ့ကလေမန္တလေးတောင်ပေါ်သွားပြီးတော့ sunrise သွားကြည့်မှာပေါ့နော်မနက်9 နာရီလောက်ထဲကအိမ်ကထွက်လာခဲ့တယ်ပေါ့နော်တောင်ပေါ်ကိုတော့6 နာရီလောက်မှတက်လို့ရတယ်ပေါ့တောင်တက်လမ်းတစ်လျှောက်နဲ့တောင်ပေါ်မရောက်ခင်ထိရတော့မှောင်မဲနေလို့ဗီဒီယိုရိုက်လို့မရခဲ့ဘူးပေါ့နော်မန္တလေးတောင်ပေါ်မရောက်ဖြစ်တာလည်းတော်တော်ကြာပြီလာဖို့စိတ်ကူးနေတာလည်းကြာခဲ့ပြီပေါ့နော်အခုမှပဲရောက်ဖြစ်တော့တယ်ဒါကတော့မန္တလေးတောင်ရဲ့အရှိတ်ဘက်ခြမ်းပေါ့နော်ဒီဘက်ကနေပဲနေထွက်တာကိုကြည့်မှာပေါ့နော်တချို့နေရာတွေကတော့ပြင်ဆင်မှုတွေပြုလုပ်နေတော့မှရှိသေးတယ်ပေါ့နော်တောင်ပေါ်မှာကတော့မီးတွေထွန်းထားတော့လင်းထိန်လို့ပေါ့လေတောင်ပေါ်မှာတော့တော်လေးအေးတယ်ပေါ့နော်လေရလည်းတိုက်နေတာပါတယ်ပေါ့နော်ရာသီဥတုနဲ့မြင်ကွင်းရတော့လေမှိုင်းပြပြနဲ့မြူတွေဆိုင်လို့ပေါ့နော်တောင်အောက်ကအိမ်လေးတွေစီကမီးရောင်လေးတွေတလက်လက်နဲ့လေစိမ်ပွင့်လေးတွေလိုပဲမီးတွေပိတ်လိုက်တော့နည်းနည်းတော့မှောင်သွားသလိုပဲပေါ့နော်စောစီးဆိုလေတိတ်ဆိတ်အေးချမ်းနေတာပဲလေရလေတောက်လျှောက်ကြီးတိုက်နေတာမဟုတ်ပင်မဲ့တစ်ချက်တိုက်လိုက်ရင်ရှင်တော်တော်လေးအေးတယ်ပေါ့နော်ကျမတို့လိုပဲ sunrise လာကြည့်ကြတဲ့သူတွေလည်းရှိကြတယ်ပေါ့နော်မန္တလေးမှာနေလာတာအနှစ်30ကျော်ပြီပေါ့နော်ခါမှဒီလို sunrise လာမကြည့်ဘူးပေါ့နော်လာကြည့်ဖို့လည်းစိတ်ကူးမရခဲ့ဘူးပေါ့လေမနေ့အိယာစောစောမထနိုင်တာလည်းပါမယ်ထင်တယ်ဘလော်လေးရိုက်ချင်လို့ထလာလိုက်တော့လေထလာရကြိုနဲ့တယ်ပေါ့ကွယ်တော်တော်လေးကိုလှတယ်ကျမကြည့်နေတဲ့နေရာလေးရလေရှူခင်းလေးရတယ်အတော်လေးကိုပနာရတယ်ပြောရမယ်ငှကလေးတွေရဲ့တောင်တန်းကြီးနဲ့တောင်မှာရှိနေတဲ့မှိုင်းပြပြမျိုးပြရဲ့နေမင်းရပြူတိတိဖြစ်နေတာရဲ့နဲ့လေကြည့်ရတာပကြီးကားတစ်ချက်လိုပဲစောင့်ကြည့်ရကြိုနဲ့တယ်ပေါ့နော်အေးပြည့်ရကြိုလည်းနဲ့တယ်လို့ပြောရမယ်9 နာရီထိုးကန်နီးလောင်မှနေရလုံးဝထွက်လာတယ်ပေါ့နော်ကျမဗီဒီယိုထဲမှာထပ်ဖို့အပြင်မှာအများကြီးပိုလာတယ်နေထွက်မှလေပူအေးလာသလိုပဲကြုံကြိုက်လို့အဆင်ပြေတစ်ခေါက်လောက်လာကြည့်ပေါ့နော်တခြားနေရာဒေသတွေမှာလေဒီလိုကြည့်ပြီးလို့လှမဲ့နေရာလေးတွေအများကြီးရှိမှာပေါ့နော်တီးလို့ကြုံရင်ညွှန်ပေးခဲ့ကြအောင်ပေါ့နော်ကျမကတော့ဒါပထမဦးဆုံး sunrise လာကြည့်ဘူးတာပေါ့နော်နောက်လည်းတခြားနေရာဒေသတွေမှာကြုံကြိုက်လို့ရှိရင်ကြည့်ဖို့လို့စိတ်ကူးဖြစ်ပြီပေါ့နော်တော်တော်လေးကိုလှပါတယ်ပကြီးကားချက်လေးလိုပဲဘာဝပေးတဲ့အလှတရားပကြီးကားပေါ့နော်တပုံရိုက်ရှင်တဲ့သူတွေအတွက်လည်းတော်တော်လေးအဆင်ပြေမယ်ထင်တယ်ကျမလည်းတပုံလေးတော့ရိုက်ခဲ့လိုက်သေးတယ်ပေါ့နော်တောင်ပေါ်မှာတော့နေသားနေတဲ့ဆိုပေမဲ့လေအောက်ဖက်မှာတော့မှိုင်းပြပြနဲ့မြူတွေဆိုင်းနေတော့မယ်ပေါ့နော်ဒီတစ်ခေါက်လာရတာတော့လာရချိုးနဲ့တယ်လို့ပြောရမှာပေါ့နော်ကြည့်ရတာလည်းတော်လေးကိုပနာရပါတယ်ငလျင်တော့ထိထားတာတော့မသိဘူးပေါ့နော်ပြင်ဆင်မှုပိုင်းနေတော့လေးလုပ်နေရတော့မယ်
တောင်ထွက်တောင်ဆင်းလမ်းမှာကတော့လေကျမတို့မနက်ပိုင်းလာတဲ့အချိန်လောက်ကတည်းကလမ်းလျှောက်တဲ့လူတွေစပိန်စီးတဲ့သူတွေအများသားပဲဘုရားကုန်းတော်ပေါ်မှာတော့လူသိမ့်မရှိဘူးပေါ့နော်ကျုံပေးမှလည်းဒီလိုပဲလမ်းလျှောက်တဲ့သူတွေစပိန်စီးတဲ့သူတွေအားကစားလုပ်ကြတဲ့သူတွေနဲ့စီကားလိုပဲဘဝသာလေးမလာပြတော့မသိဘူးပေါ့နော်ကိုနေတဲ့နေရာနဲ့ကလည်းဝေးတာ哦တော်တော်တော့မရောက်ဖြစ်ဘူးပေါ့နော်မန္တလေးတောင်ကပြန်ရွှေမူစံမှာရှမ်းဝင်စားခဲ့သေးတယ်မန္တလေးကိုလေလာရင်လေရှမ်းခောက်ဆွဲလဲကြိုက်တယ်ဆိုရင်ပေါ့နော်ရွှေမူစံမှာဝင်စားခဲ့ဖို့မမေ့နဲ့နော်အဲ့ဒီကလေအမဲလုံးဝလုံးရှမ်းခောက်ဆွဲအရသာတော့ရှေ့ပဲကျမတို့တက်တူတက်စင်ကလေးကရွှေမူစံရခဏခဏစားပြတဲ့ဆိုင်ပေါ့နော်ကျမတငယ်ချင်းတယောက်ညွှန်းလို့အဲ့ဒီမှာစားပြတာကနေအကြိုက်တွေ့တာပေါ့နော်အတူတူစားပြတဲ့တငယ်ချင်းကိုတော့လွမ်းသွားတယ်ကျမကတော့အမဲလုံးနဲ့ရှမ်းအတုပ်စားခဲ့တယ်ပေါ့နော်ပွဲကြီးက9000ပေးရတယ်ပြီးတော့ဒီဆိုင်ရမြင့်ချင်ကိုလည်းတော်တော်လေးကြိုက်တယ်ရန်စားလို့ကောင်းတယ်ပေါ့နော်ဆိုင်ကမနက်6နာရီလောက်ကနေပြီးတော့12နာရီလောက်ထိဖွင့်တယ်ပေါ့နော်လူရှင်းတဲ့အချိန်မှာစားကြတယ်ဆိုလို့ရှိရင်တော့မနက်စောစောနဲ့နောက်ကျတဲ့အချိန်ကိုလာစားပေါ့နော်ကျန်တဲ့အချိန်ဆိုလို့ရှိရင်တော့သူတို့ကလူအရန်ရှုပ်လို့လေထိုင်ဖို့နေရတော့ရှားတယ်လို့ပြောရမှာပေါ့နော်ကျမတို့တော်တော်လေးကိုဘိုက်ကားသွားတယ်ပေါ့နော်အပြန်ထီပါဝင်ကန်ဆန်းကလိုက်သေးတယ်ပေါ့နော်ဖျားလဲဖူးရင်လေးကိုလည်းတူရင်ပေါ့နော်ကဲအိမ်ပြန်มาတော့မယ်အဆုံးထိကြည့်ရှုပေးကြတဲ့ရောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်တင်ဆက်ပြသတာလေးတွေမှာအမှားယွင်းလိုအပ်ချက်လေးတွေရှိလို့ရှိရင်ကျမအမှားဖြစ်တဲ့အတွက်ဒီနေရာကနေပဲတောင်းပန်လိုက်ပါတယ်ဆွေးနွေးချင်ပြုချင်တာလေးတွေရှိလို့ရှိရင်လည်းcommentမှာရေးခဲ့လို့ရပါတယ်နော်ကျမပြည့်ရှင်တဲ့ဘဝလေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်တက်တာပါ